ကျွန်တော်ရွာကဝက်မွေးမြူရေးခြံတွေအတွက်နာမည်ကြီးစက်ရုံကထွက်တဲ့ပဲဖက်စာတွေကိုမှာယူပေးခဲ့တယ်။ပြီးတော့အစစ်မြင့်ဆုံးပိတ်ဆို့ကာကွယ်ရေးစနစ်တွေကိုလည်းလှုပ်ဆောင်ခိုင်းခဲ့တယ်။ဒါဟာနွေရာသီမှာဖြစ်ပွားတတ်တဲ့ဝက်ရောဂါဆိုးတွေကနေရွာသားတွေရဲ့တမိသားစုလုံးအားကိုးနေရတဲ့စီးပွားရေးကိုကာကွယ်ပေးခြင်းလို့ပါ။ဒါပေမဲ့ရွာသားတွေကကျွန်တော်ရဲ့မွေးမြူရေးစရိတ်ကအရန်ကြီးတယ်ဆိုပြီးကဲ့ရဲ့ကြတယ်။ပြီးတော့လူလိမ်တွေစီကနေဈေးပေါ်တဲ့ဘေးထွက်ပစ္စည်းတွေကိုပဲပြန်ဝင်ကြတယ်။သူတို့ကကျွန်တော်ခြံရှိမှလာပိတ်ပြီးမင်းကကြားကနေကော်မရှင်စားပြီးခေါင်းပုံဖြတ်နေတဲ့လူယုံမှာပဲဆိုပြီးလက်ညှိုးထိုးဆဲဆိုကြတယ်။ကျွန်တော်ဘာမှပြန်မပြောတော့ပဲ3မီတာမြင့်တဲ့တန်များကာရန်တွေနဲ့ကျွန်တော်ခြံကိုလုံအောင်ပိတ်လိုက်တယ်။နောက်တစ်လခွဲကြာမှာတော့ရွာသားတွေဟာအညစ်အကြေးစာတွေကျွေးထားတဲ့သူတို့ရဲ့ဝက်တွေအမြုပ်တစီစီထွက်ပြီးတေးနေတာကိုကြည့်ပြီးငိုကြွေးနေကြရပြီးရွာသားတွေကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတဲ့လူလိမ်ကတော့ဒေါသထွက်နေတဲ့ရွာသားတွေရဲ့ဝိုင်းဝန်းရိုက်နှက်တာကိုခံလိုက်ရပြီးအိမ်ပါဖျက်ဆီးခံလိုက်ရတယ်ကျွန်တော်ကတော့ရွာထဲမှာတခုတည်းသောယောဂကင်းစင်တဲ့ခြံထဲမှာမြို့ကလုပ်ငန်းရှင်နဲ့ဈေးနှုန်းသုံးဆက်ဖို့ရတဲ့အယောင်းဝယ်စာချုပ်ကိုအေးအေးဆေးဆေးလက်မှတ်ထိုးနေခဲ့တယ်အားလုံးပဲဒီနေ့အသင်းစုကိုခေါ်လိုက်တာကအရေးကြီးတဲ့ကိစ္စတစ်ခုပြောချင်လို့ပါအခုရက်ပိုင်းရာသီဥတုကအရန်ဆိုးဝါးနေပြီးဝက်ယောဂဖြစ်ပွားမှုအမြင့်ဆုံးအချိန်ကိုရောက်နေပါပြီအားလုံးရဲ့ဝက်တွေကိုကာကွယ်ဖို့အတွက်မနက်ဖြန်ကစပြီးကျွန်တော်တို့အသင်းစုရဲ့မွေးမြူရေးခြံအားလုံးကိုအဆင့်မြင့်ဆုံးပိတ်ဆို့စီမံခန့်ခွဲတဲ့စနစ်ကျင့်သုံးရပါမယ်လင်းယူမင်းပြောတဲ့ပိတ်ဆို့စီမံခန့်ခွဲမှုဆိုတာဘာကိုဆိုလိုတာလဲအတိတ်ကရှင်းရှင်းလေးပါပြင်ပကကားတွေနဲ့လူတွေခြံထဲကိုလုံးဝဝင်ခွင့်မရှိပါဘူးပြင်ပကနေအရေးသွေးမပြည့်မီတဲ့အစာတွေကိုကိုယ့်တဘောနဲ့ကိုခိုးဝယ်ကြွေးတာကိုလုံးဝတားမြစ်ပါတယ်ဒီနှစ်နောက်ပိုင်းအတွက်အစာတွေကိုစက်ရုံကြီးတွေကနေတိုက်ရိုက်မှယူတဲ့ပဲဖက်အစာတွေကိုပဲသုံးရပါမယ်ပြီးတော့တတ်မှတ်ထားတဲ့အတိုင်းကာကွယ်ဆေးတွေကိုလည်းတိတိကျကျထိုးရပါမယ်စက်ရုံထုတ်စာတွေကိုပဲသုံးရမယ်ဟုတ်လားအခုပဲဖက်ဆေးကဘယ်လောက်တောင်ကြီးနေလဲသိလားတတန်ကို4000ကျော်တောင်ပေးနေရတဲ့လင်းယူရွေရာဒီမှာဝက်တွေကအစားသိမ့်မစားဘူးအခုလိုဈေးကြီးတဲ့အစာတွေပြောင်းရွှေ့ခိုင်းတာကဝက်တကောင်ရဲ့အရင်းကြီးကဘယ်လောက်တောင်တက်သွားမလဲဒါကငါတို့ကိုတက်နေတာပဲမဟုတ်လားအတော်တွက်ချက်ပုံကအဲ့လိုမဟုတ်ပါဘူးစက်ရုံထုတ်စာတွေကအာဟာရပြေဝတော့ဝက်တွေကတမာပြီးယောဂတန်ကိုပိုခံနိုင်ရရှိတယ်အခုကယောဂဖြစ်ပွားနေတဲ့အချိန်မှာအစာပိုးရာကနန်းလောက်နှမျောနေရင်ယောဂပိုးတာဝင်သွားလို့ကတော့တစ်ချံလုံးပြုတ်သွားပါလိမ့်မယ်အားလုံးလင်းယူပြောတာကိုမယုံကြနဲ့သူကခင်ဗျားတို့စီကနေတွေးဆုပ်ပြီးကော်မရှင်စားခြင်းလို့ပြောနေတာကြောက်တာချောင်းရှင်ဒီကိုဘာလာလောက်တာလဲဒါကျမတို့အတင်းစုကိစ္စရှင်းနဲ့ဘာမှမဆိုင်ဘူး